ကျွန်တော်တို့ online အဆိုင်ရဲ့တင်ငယ်ချင်း Rania နော်အခုလည်းနံပွဲရရှိသွားပါပြီဒါပေမဲ့အခုနံပွဲရတဲ့ဟာကတော့ TKO နဲ့နံတယ်နော်အရင်တော့ကတော့6ကွင်းနဲ့ပဲမေးတဲ့နံတယ်အခု UFC မှာဆိုလို့ရှိရင်သူကတောင်းပွဲထိုးတောင်းပွဲဆောင်းနံတယ်နှစ်ပွဲက6ကွင်းနဲ့နံတယ်အခုပွဲကကြတော့ဒီနေ့ပွဲကကြတော့ TKO နဲ့နံပါတယ်ဆိုတော့သူ့ရဲ့ပြန်ဖက်ကဆိုလို့ရှိရင်လောင်းဝ UFC မှာထိုးနေတဲ့ပွဲမှာလောင်းဝရှုံးပွဲမရှိတဲ့လူပေါ့နော်အဲ့တော့အဲ့လိုမျိုးလူကိုနော်တကယ်နော် TKO နဲ့အနံရထားတဲ့ခါကျတော့အရန်ကောင်မနော်ကျွန်တော်တို့တွေဆိုလို့ရှိရင်တော်တော်လေးလေးကို surprise ဖြစ်သွားတယ်ပေါ့နော်သူကျွန်တော်တို့ထင်တာတော့သူက6ကွန်းနဲ့ပဲလာမယ်လို့ကျွန်တော်တို့ထင်ထားတာဒါပေမဲ့ဆိုတော့အခုနောက်ပိုင်းမှာသူက online အဆန်းနဲ့ပဲအမြဲတမ်း training ရှင်းနေဗျာ online အဆန်းစီကနေအမြဲတမ်း stand fight တွေဟိုအမြဲတမ်းတင်ယူထားတယ်ဆိုတော့အဲ့လိုပဲဒီနေ့ကတော့ TKO နဲ့သူ့ရဲ့ပြန်ဖွဲ့ကိုအနံယူထားပါတယ်ဆိုတော့ထူးထူးခြားခြားရန်နီယာကနော်သူရန်နီယာပွဲဆိုလို့ရှိရင်အမြဲတမ်းချုပ်မယ်လောင်းမယ်အဲ့ဒါပဲလေနော်ဆိုတော့ဘာဖြစ်ဖြစ်နော် UFC မှာတောင်းပွဲထိုးတယ်တောင်းပွဲဆလောင်းအနံယူထားပါတယ်ပေါ့နော်ဆိုတော့အလားအလာအများကြီးရှိသွားပါပြီ